ရေခဲမုတ်ကျတဲ့ကောင်မလေးပင်ကီဟာသူစားနေကြရေခဲမုတ်ဆိုင်ကိုရောက်လာတယ်။ပင်ကီကစတော်ဘယ်ရီနဲ့တူတဲ့ချစ်စရာကောင်မလေးတယောက်ပါ။ကောင်မလေးကသူစားချင်တဲ့ရေခဲမုတ်ရတာကိုရွေးဖို့လက်ညှိုးထိုးပြလိုက်တဲ့အချိန်မှာပဲရုတ်တရက်ကြီးသူ့လက်ညှိုးကရေခဲမုတ်ဖြစ်သွားပြီးအေးပြောကျသွားပါတယ်။ကောင်မလေးကထူးဆန်းအံ့ဩနေတော့မှပဲသူ့ခြေထောက်တွေစီကနေစေးကက်ကက်ခန်းစားလိုက်ရပြီးခြေထောက်တွေပါရေခဲမုတ်လိုမျိုးအေးပြောကျသွားပါတယ်။ကောင်မလေးကသူဘာဖြစ်သွားတယ်လဲဆိုတာသူကိုယ်တိုင်မသိပါဘူး။ဆိုင်ရှင်ကတော့ပင်ကီဖြစ်နေတာတွေကိုထူးဆန်းတဲ့အပြုံးကြီးနဲ့ကြည့်နေတယ်။ဒီလိုနဲ့သူကြည့်နေတော့မှပဲကောင်မလေးရဲ့တကောလုံးရေခဲမုတ်ဖြစ်ပြီးအေးပြောကျသွားတယ်။ရေခဲမုတ်ဆိုင်ရှင်ကလည်းကောင်မလေးအချိန်နဲ့သိရအောင်ပြေးလာကြည့်တော့မျက်နှာတစ်စိမ့်တစ်ပိုင်းပဲကျန်တော့တာကိုတွေ့လိုက်ရတယ်။ရေခဲမုတ်ဆိုင်ပိုင်ရှင်ကပင်ကီပေမှာကြာကြာနာထိုင်လိုက်ပြီးစမ်းသပ်ကြည့်လိုက်တယ်။ပင်ကီကစတော်ဘယ်ရီရေခဲမုတ်ဖြစ်နေပြီးဆိုင်ရှင်ကပင်ကီရေခဲမုတ်ကိုတကောယူပြီးတော့အမိကြည့်လိုက်တယ်။သူကရေခဲမုတ်ကိုတေးသေးချာချာရတာခံပြီးတော့အရေးသွေးမိမိဆုံးဖြတ်နေတာပါ။ရေခဲမုတ်ပိုင်ရှင်ကြည့်ရတာကတော့အတော်လေးကိုရတာကြိုက်ပုံပါပဲ။တကယ်တော့ဆိုင်ရှင်လိုအပ်ချက်ကကောင်မလေးလှလေးသူတို့ရဲ့ရေခဲမုတ်တွေကလည်းရတာရှိနေပါပဲ။တိတ်မချခင်မှာပင်ကီရဲ့လက်ချံအစိပ်ပိုင်းတွေပါအေးပြောသွားပါတယ်။ကျန်ခဲ့တာဆိုလို့သူတက်ထားတဲ့ brace လေးပဲရှိပါတယ်။ဆိုင်ရှင်ကမတရီစရာအပြုံးကြီးနဲ့ brace ကိုကောက်သိမ်းလိုက်ပြီးချမ်းပြင်ကိုတန်းရှင်းလုပ်ပါတယ်။သူကရေခဲမုတ်တွေကိုတပြက်စီးနဲ့တိုက်ဆေးလိုက်ပြီးခွက်တစ်ခုတည်းကိုပြန်ညှိချလိုက်တယ်။အဲဒီနောက်ရေခဲမုတ်ကိုပြန်ခဲသွားပြီးတဲ့အခါရောင်းမှုအတွက်မှန်ကန်ထဲမှာထည့်လိုက်တယ်။ဆိုင်ရှင်ကနောက်ထပ်ရောက်လာမဲ့ဝယ်သူကောင်မလေးတယောက်ကိုစိတ်ရှိရှိနဲ့စောင့်နေလိုက်တယ်။ဒီတိုင်းဆိုရင်ကျွန်တော်ကတော့ဘယ်တော့မှရေခဲမုတ်ထပ်ပြီးမစားကျင်တော့ပါဘူး